ဆိုဗီယက်စစ်နဲ့ယူဘိုတေချာသွားပြီဆိုတဲ့မင်းသားဟင်းဝီယန်ပရိသတ်များအလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသားဟင်းဝီယန်ကတော့ပရိသတ်ကြီးတို့ကိုအံ့ဩသွားစေမယ့်အကြောင်းအရာတစ်ခုနဲ့ချပြလာခဲ့ရဖြစ်ပါတယ်မင်းသားဟင်းဝီယန်ကလူပုံကြည့်ရင်သာအေးတယ်ထင်ရပေမဲ့အနုပညာလောကတွေကိုစရောက်လာတဲ့အချိန်ကလေးကအမျိုးသမီးကျောင်းတွေနဲ့ပတ်ရှုပ်လာခဲ့ရဖြစ်ပါတယ်မင်းသားဟင်းဝီယန်ဟာတရုတ်ဆောင်တိတ်မကောင်းပေမဲ့ချောမော်ရဲရုပ်ရည်နဲ့အားပေးရပရိသတ်များစွာရှိတဲ့အတွက်ပရိသတ်အင်အားနဲ့အနုပညာလောကမှာရပ်တည်နိုင်ခဲ့ရဖြစ်ပါတယ်အရေးချင်းမရှိပေမဲ့လည်းသဘောကောင်းပြီးတော့ဇာရိတကောင်းတဲ့သူဖြစ်တဲ့အတွက်မင်းသားဟင်းဝင်းရဟာပြန်လောကမှာတော့နာမည်ဆိုးမရှိရသူပါမင်းသားဟင်းဝင်းရဲ့အခြေအနေကတော့သူ့ရဲ့ရုပ်ရည်လိုဖြောင်ပြခြင်းမရှိခဲ့ပါဘူးမင်းသားဟင်းဝင်းရဲ့အခြေအနေတွေထဲမှာလူတီများရဲ့နာမည်ကြီးမင်းသမီးတွေဖြစ်ကြတယ်ဝိုင်းစုခိုင်သိန်းနဲ့မော်ယူဆန်တို့ဟာအခုချိန်ထိကိုဘဝနဲ့ကိုဖြစ်နေကြပြီဖြစ်ပါတယ်မင်းသမီးနဲ့ဆိုတော့ဝိုင်းစုခိုင်သိန်းနဲ့တူခိုးပြေးပြီးတော့တဘဝတီထောင်ဖို့လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့မင်းသားဟင်းဝင်းရဲ့အတိုင်းဝိုင်းကသဘောမတူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီခေတ်ကငွေ380ပေးပြီးတော့သူမကိုဟင်းဝင်းရဲ့နဲ့အဝေးမှာထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီခေတ်ကငွေ380ပေးပြီးတော့သူမကိုဟင်းဝင်းရဲ့အဝေးမှာထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝိုင်းစုခိုင်သိန်းဟာအခုချိန်မှာတော့အိမ်ထောင်ဆက်5ခုရှိပြီဖြစ်ပြီးအခြေအေးမှာကန်ခေနေစေဖြစ်ပါတယ်။ရီစာဟောင်းကအိမ်ထောင်ဆက်5ခုဖြစ်နေတဲ့ချိန်မှာမင်းသားဟင်းဝင်းရဲ့ကတော့ရိုးသားတဲ့ဖိုးတစ်ခွားလေးအထာဖမ်းပြီးတော့မင်းသမီးဆိုပြည့်စင်နေအနုပညာမောင်နှမအတင်ယူပြီးပရိသတ်အကြိုက်နေပေးနေခဲ့တာပဲဖြစ်ပါတယ်။ဆိုပြည့်စင်တွေကလည်းမင်းသားဟင်းဝင်းရန်ကလွဲရင်ဘသူ့ကိုမှအကန့်မခံဘဲနဲ့တကူရဲအပြိုကြီးလုပ်နေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့အတိုင်းဝိုင်းထိတည်ထားကြပေမဲ့လည်းရီစာလုံးဝမရှုပ်ဘဲမင်းသားဟင်းဝင်းရန်ရဲ့ချဲလဲမှုအောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ပတ်သက်မှုကိုပရိသတ်တွေသာမကမိသားစုတွေနဲ့အနုပညာလောကသားတွေကပါလက်ခံသဘောတူကြပြီးတော့အမြန်နီးစပ်အောင်ပံ့ပိုးပေးနေခဲ့ကြပါတယ်။ဒါပေမဲ့မင်းသမီးတို့စုံတွေကတော့လှုပ်ဖို့ကင်ဘက်နေရာမှာရပ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုခါမှာတော့ဟင်းဝင်းရန်ရဲ့မိဘတွေကိုယ်တိုင်ကမီဒီယာမှာမေလကုံမှာဟင်းဝင်းရန်ကအမှန်တကယ်ပဲလက်ထတော်မှာဖြစ်တယ်လို့ပြောလာခဲ့ရပဲဖြစ်ပါတယ်။မင်းသားဟင်းဝင်းရနဲ့လက်ထက်မဲ့မိန်းကလေးဟာသူတို့အတိုင်းဝိုင်းနဲ့လည်းတင့်မြတ်ပြီးတော့ပရိသတ်တွေအားလုံးလည်းသိပြီးသားမိန်းကလေးပဲဖြစ်လို့မကြခင်မှာချပြတော့မှာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။အဲ့ဒီခါမှာပရိသတ်တွေအားလုံးဟာမင်းသမီးဆိုဗီယက်တစ်စင်ကိုသာညွှန်ကြပြီးတော့ဆိုဗီယက်တစ်စင်နဲ့တာလက်ထက်စီခြင်းကြတာပဲဖြစ်ပါတယ်။ဟင်းဝင်းရရဲ့အတိတ်ဆိုးတွေနဲ့သူတို့မိသားစုရဲ့လုပ်ရက်တွေကြောင့်ဆိုဗီယက်တစ်စင်ကိုမင်းသားနဲ့အိမ်ထောင်မပြုတ်စေခြင်းတဲ့သူတွေကလည်းရှိပါတယ်။ဒီအထဲမှာဟင်းဝင်းရရဲ့သူတို့သမီးကမင်းသမီးဆောင်ရွန်းဆန်လည်းဖြစ်နိုင်တယ်လို့ပြောနေကြတဲ့သူတွေလည်းရှိကြပါသေးတယ်။တချို့တွေကလည်းဝိုင်းစုခံတဲ့နဲ့ပြန်ပြီးပေါင်းထုတ်တော့မှလို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။ဒါကြောင့်သတင်းမှန်ကိုလကုန်တဲ့အချိန်ထိစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘယ်လိုပဲဆိုမင်းသားဟင်းဝင်းရန်ကတော့အိမ်ထောင်ပြုတ်တဲ့အရွယ်ကောင်းကိုရောက်ရှိနေတာကြာပြီဖြစ်ပြီးအရွယ်မလွန်ခင်မှာအခုလိုပြုလုပ်လိုက်တာကမှန်ကန်တဲ့လုပ်ရက်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူပြိုတိုးကြီးစရင်ကနေမကြခင်မှာလွတ်ဖို့အတွက်ပြောကြားလာခဲ့တဲ့မင်းသားဟင်းဝင်းရန်နဲ့သူ့ရဲ့တို့သမီးဟာဘသူဖြစ်နိုင်ကြောင်းကိုပရိသတ်ကြီးတို့ရဲ့အထင်မြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်